ingredient 3မျိုးနဲ့အိမ်မှာလည်းကိုဖြောတောက်လို့ရမယ်ဘောလီဘတ်တီလောက်ပါမယ်ကျွန်တော် sweet balm 30 ml ထည့်လိုက်ပါတယ် sorry ကဗီဒီယိုရိုက်ပေးနေဆိုတော့ cranberry ကိုအထာလေးနဲ့30 ml ထည့်လိုက်ပါတယ်ပြီးရင် whisky ကိုလမ်းကန်လိုက်ပြီးတော့တစ်ခေါက်ရှိုးလိုက်ပါတယ်ပြီး whisky ကိုထည့်လို့မရလို့ခက်ဆိုပြီးတော့30 ml ထည့်လိုက်ပါတယ်โอเคကျွန်တော်ရေရဲထည့်ပါတယ်ကြီးကနည်းနည်းရှော့တယ်လို့ခံစားလို့ဒီဘက်ဖက်ဆိုပြီးချွေးလိုက်ပါတယ်ဒါထည့်ပြီးတော့နောက်မှာတော့ bar spoon လေးနဲ့15စက္ကန့်လောက်ထားလေးနဲ့မွေလိုက်ပါတယ်โอเคမြည်ကြည့်ပါတယ်ခဏလေးနောက်ဆိုပြီးတော့ခွက်သွားယူပါတယ်ပြီးကျွန်တော်တင်လောက်ထားတဲ့ရေအတင်ထည့်ထားတဲ့ raw glass တွေကိုထည့်လိုက်ပါတယ်ရေကအတော်နည်းနည်းကြီးတယ်ဗျအဲ့တော့အပြည့်ထည့်လို့မရနိုင်ပါဘူးဆိုတော့ဒါတော့အိမ်မှာလောက်တာပြလို့ပါနော်ရေကနဲ့အတုံးကြီးတော့အဲ့လိုလေကျွန်တော်2ကြိမ်လောက်မြည်စမ်းလိုက်ပါတယ်โอเคကျွန်တော်အိမ်မှာမို့လို့ဒီလိုလေးလောက်တာပါနော်ဆိုင်မှာတော့အဲ့လိုသွားမလောက်ပါနဲ့โอเคပြောတဲ့အိမ်မှာဖြောတောက်တာမဟုတ်လို့ပါဟိုကျွန်တော် garnish အနေနဲ့ကတော့ orange twist ဖြစ်ပါတယ်โอเค Bolivarti က whisky base Negroni မျိုးကွဲဖြစ်ပါတယ် whisky ကြိတ်တဲ့ berry ဆိုတော့ share ပဲပါဗျာโอเคအားလုံးပဲ cheers